ခွေးတွေကပျော်သဘောဆောင်တဲ့တိရစ္ဆာန်တွေဆိုတာတင်လည်းသိမှာပါခွေးတစ်ကောင်ကသူ့ရဲ့အမိကိုရမ်းပြနေတာကပျော်ရွှင်နေလို့ဖြစ်ပါတယ်ဒါကအမှားယွင်းတဲ့အချက်ပါခွေးတစ်ကောင်ကအကြောင်းမျိုးမျိုးကြောင့်သူ့ရဲ့အမိကိုရမ်းနိုင်ပါတယ်ဒါကိုမသိရင်သူတို့ထောင်ချောက်တဲ့ကြားနိုင်ပါတယ်အမိလှုပ်နေတဲ့ခွေးကတင့်ကိုကိုက်နိုင်ပါတယ်တခြားတက်ကခွေးတွေအတွက်စိတ်တင်နေဆိုတာကျွန်တော်တို့သိပေမဲ့အဲ့ဒါကလိန်ညာမှုပါတရားလွန်ညွန်စားခြင်းကခွေးတွေအတွက်ကျမရင်းနဲ့မညီညွတ်တော့လဲစိတ်မဖြစ်နိုင်ပါဘူးဒါပေမဲ့ဒီအစားအစာတွေကခွေးတွေအတွက်သိစေနိုင်ပါတယ်ဒါကြောင့်ဒီຢာတွေကိုတင့်ခွေးတွေကိုမကြွေးပါနဲ့ခွေးတွေကအဖြူမဲမြင်ကြတယ်လို့လူတွေယုံကြည်ကြပေမဲ့ဒါကမှားပါတယ်အဝါရောင်နဲ့အပြာရောင်ကိုတော့မြင်နိုင်ပါတယ်အစိမ်းရောင်နဲ့အနီရောင်ကိုမမြင်နိုင်လို့အဖြူမဲလို့ဖြစ်နေပါတယ်ခွေးတွေက10မိုင်အတွင်းမှာရှိတဲ့လူရဲ့အနံ့ကိုတော့ခံနိုင်ပါတယ်နန်းခံတဲ့အကြောင်းပြောရရင်ငမန်းတွေကမိုင်ပေါင်းများစွာအဝေးကသွေးတက်ဆက်ကိုအနံ့ခံနိုင်ကြပါတယ်တကယ်တော့ဒါမှားယွင်းတဲ့အချက်ဖြစ်ပါတယ်သူတို့ကသွေးကိုအနံ့ခံနိုင်ကြပေမဲ့မီတာ200အတွင်းမှာပဲအနံ့ခံနိုင်ကြပါတယ်ငါးတစ်ကောင်ကမီတာ100အတွင်းသွေးထွက်ပါကသွေးညီနှံကငမန်းနှာခေါင်းစီကိုရောက်ဖို့မိနစ်အနည်းငယ်ကြာနိုင်ပါတယ်တင်ပင်လက်ခရီးသွားတဲ့အခါတင့်ရဲ့သွေးညီနှံနောက်ကိုငမန်းတွေကလိုက်လာပြီးတင့်ကိုတိုက်ခိုက်တယ်ဆိုတာကလည်းမှားယွင်းတဲ့အချက်ပါငမန်းတွေကငါးသွေးနဲ့အခြားသွေးကိုခွဲခြားသိရှိတိုင်းပြီးလူသားမစားပါဘူးဒါကြောင့်တင်းရဲ့သွေးလမ်းကြောင်းကိုလစ်လျူရှုပြီးထွက်ခွာသွားပါလိမ့်မယ်။ငမန်းတွေကကင်ဆာမဖြစ်ဘူးဆိုတာကလည်းမှားယွင်းတဲ့အချက်ပါ။ငမန်းအယိုးနုတွေကိုကင်ဆာကုသတဲ့နေရာမှာသုံးတယ်ဆိုတဲ့ကောလာဟလလည်းရှိပါတယ်။လူသားကင်ဆာကိုကုသပေးတဲ့ငမန်းအယိုးနုဆိုပြီးမှတ်တမ်းမရှိသလိုငမန်းတွေကလည်းကင်ဆာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီကိုလုံးဒီကြွက်တွေကကင်ဆာမဖြစ်ပါဘူး။သူ့မှာအရှင်းမရှိလို့နေပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။